မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်ရဲ့ရေခဲတွေဖုံးလွှမ်းနေတဲ့တောင်တန်းတွေလူသူရောက်ပေါင်နေပြီးမြူနင်းနေဆိုင်နေတဲ့ဒီနေရာမှာအရန်ချစ်စရာကောင်းပြီးလိုအပ်တဲ့တတော်လေးတစ်မျိုးနေထိုင်ပါတယ်။သူကတော့လူများစုကပန်နာနီလို့ခေါ်ကြတဲ့ red panda လေးပဲဖြစ်ပါတယ်။လူများစုကပန်ဒါလို့ပြောလိုက်ရင်အဖြူအမဲရောင်ပန်နာကြီးကိုပဲပြင်းမြင်တတ်ကြပေမဲ့တကယ်တော့ပန်နာနီတွေဟာသိပ္ပံနီလန်းအရာပန်နာကြီးနဲ့မျိုးနယ်မတူပဲသူတို့ကြီးပဲတီးတန့်ရှိနေတဲ့ iorati မျိုးရင်းဝင်တစ်ခုတည်းတော့တတော်လေးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့သူတို့ကိုကချင်ပြည်နယ်ရဲ့အမြင့်ပိုင်းတောတောင်တွေထဲမှာတွေ့နိုင်ပါတယ်။ပန်နာနီလေးတွေဟာကြောင်တကောင်နဲ့ပူကြီးတဲ့ခန္ဓာကိုယ်အရွယ်စားမျိုးရှိပြီးနီညိုရောင်မွေးပွားတွေကိုပိုင်ဆိုင်ထားပါတယ်။ဒီနီညိုရောင်မွေးပွားတွေကသူတို့နေထိုင်ရာတစ်ပင်ပေါ်ကကြောက်မော်တွေတစ်ပင်မော်တွေကြားထဲမှာရန်သူမျက်စိကနေအကာအကွယ်ယူဖို့အကောင်းဆုံးကိုရောင်ဖြောက်စနစ်တစ်ခုလည်းဖြစ်ပါတယ်။သူတို့ရဲ့အမီးကလည်းရှည်လျားပြီးအကွင်းလိုက်အမတ်သားတွေပါရှိသလိုတစ်ပင်ပေါ်မှာဟန်ချက်ထိန်မှုနဲ့အိတ်တိတ်ခါကိုခန္ဓာကိုနှွေးထွေးအောင်စောင်းတစ်ခုလိုပတ်ထားဖို့အတော်ဝင်ပါတယ်။ပန်နာနီလေးရဲ့အထူးခြားဆုံးအချက်ကတော့သူတို့ရဲ့ခြေပွားအောက်မှာအမွေးတွေပါရှိတဲ့အတွက်ပန်နာနီလေးတွေဟာချောကြည့်နေတဲ့တစ်ကန်းနေနဲ့ရေခဲပြင်ပေါ်မှာရှော့မလဲအောင်လမ်းလျှောက်နိုင်ကြပါတယ်။မြန်မာနိုင်ငံမှာပန်နာနီတွေကိုပင်လယ်မျက်နှာပြင်9000ကျော်ထက်အမြင့်တောင်ပေါ်တစ်တော်တွေမှာအဓိကတွေ့ရတယ်လို့သိရပါတယ်။အဓိကအချက်စားတဲ့နေရာတွေဖြစ်တဲ့မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ပေါ်ဒေသကခါကာဝရာတီမြို့သားဥယျာဉ်နဲ့အီမောဘွန်မြို့သားဥယျာဉ်တို့မှာကင်မရာထရက်တွေတပ်ဆင်ပြီးပန်နာနီတွေရဲ့လှုပ်ရှားမှုကိုအမြဲမပြတ်စောင့်ကြည့်လေ့လာနေရလို့ဆိုကြပါတယ်။ပန်နာနီတွေဟာတကောင်နဲ့နေတတ်တဲ့သဘာဝရှိပြီးမြို့ပွားရာဒီမှလာအစုံလိုက်တွေ့ရတတ်ပါတယ်။ပန်နာနီလေးတွေဟာဝါရဲ့နှုလေးတွေကိုအယူအမူကြိုက်နေတတ်ကြပေမဲ့ဝါဟာအစာချေဖို့ခက်ခဲတဲ့အပြင်မျိုးဖြစ်တာကြောင့်သူတို့ဟာတနေ့ကိုသူတို့ရဲ့ကိုယ်ခန္ဓာ၄ချိန်ရဲ့20%ကနေ30%အထိဝါရွက်တွေကိုအများပြားစားသုံးကြပါတယ်။ဒါပြင်ငှက်ဥတွေနဲ့ insect တွေကိုလည်းစားတတ်ကြပါတယ်။ထူးခြားတာကပန်နာနီတွေမှာပန်နာကြီးလိုပဲဝါကိုကင်တွယ်စားသုံးနိုင်မှုအတွက်လက်မတူးလို့ခေါ်တဲ့လက်ကဝေးအယိုးတစ်ခုပါရှိပါတယ်။ဒါကဝါကိုကြကြနနကင်ပြီးစားဖို့တဘာဝကပေးထားတဲ့လက်ဆောင်လို့ဆိုနိုင်ပြီးအစားစားပြီးချိန်မှာတော့စွန့်ရင်ကိုခြေတာဖို့တဲ့တစ်ပင်ပေါ်မှာအိတ်ဆက်ရင်အချိန်ကုန်ဆုံးတတ်ကြပါတယ်။ပန်နာနီတွေရဲ့မျိုးပွားရာဒီဟာဇန်နဝါရီလကနေမတ်လအတွင်းမှာဖြစ်ပြီးကိုဝင်ဆောင်ချိန်4လခွဲခန့်ကြာပြီးရဲ့နောက်မှာတော့မိခင်ပန်နာနီမကြီးဟာတစ်ခေါင်းလေးတွေထဲမှာအတိုက်လုပ်ပြီးသားပေါက်လေးတွေကိုမွေးဖွားပါတယ်။ကြမ်းများအပြင်ကတော့ပန်နာနီအမတကောင်ရဲ့သားလွယ်ကာလဟာ112ရက်ကနေ158ရက်အထိလို့စစ်တမ်းတွေမှာတွေ့ရပါတယ်။အကောင်ပေါက်လေးတွေဟာမွေးသားမှာမျက်စိမမြင်ကြသေးသလိုအမွေးလူလေးနဲ့ပဲဖုံးလွှမ်းနေတာပါ။6လတာအရွယ်လောက်ရောက်မှတာမိခင်နောက်လိုက်ပြီးတစ်ပင်တက်ရှင်တဲ့ဝါစားခြင်းအသက်ပညာတွေကိုသင်ယူကြရပါတယ်။ဒါကသူတို့ရဲ့ရှင်သန်မှုအတွက်အရေးကြီးဆုံးသင်ခန်းစာတွေလို့ဆိုနိုင်ပါတယ်။နောက်ဆုံးရရှိထားတဲ့စစ်တမ်းတွေအရကမ္ဘာပေါ်မှာပန်နာနီအကောင်ရေ1000အောက်တာကျန်တော့တယ်လို့သိရပါတယ်။ဓာတူတူဖောက်ပြန်မှုကြောင့်သူတို့နေထိုင်တဲ့အေးမြတဲ့တောတောင်တွေပူနွေးလာတာကသူတို့အတွက်အကြီးမားဆုံးချိန်ချောက်မှုလို့ဆိုနိုင်ပါတယ်။ပန်နာနီတွေဟာအပူချိန်25ဒီဂရီဆဲလ်စီယပ်တဲ့ကြော်ရင်မခံနိုင်ကြပါဘူး။ဒါပြင်တရားမဝင်တိထုတ်လုပ်တာကြောင့်နေရင်နေတာပျက်စီးတာတောခွေးတွေစီကနေတဆင်ကူးဆက်တတ်တဲ့ယောဂါတွေဟာသူတို့အတွက်အန္တရာယ်ကြီးမားပါတယ်။မနေ့ကထပ်ပြီးကောင်းတာကသူတို့ရဲ့လက်ပါတဲ့အမွေးတွေအတွက်အမဲလိုက်ချင်းခံရတာတွေကလည်းမျိုးသုံးမှုအကြောင်းရင်းတွေဖြစ်လာစေပါတယ်။ပန်နာနီတွေရဲ့သက်တမ်းဟာ10နှစ်ကနေ10နှစ်အထိရှိပေမဲ့လည်း15နှစ်ထိအသက်ရှင်နေထိုင်သွားတဲ့မှတ်တမ်းတွေလည်းတွေ့ရပါတယ်။တဘာဝတရားကြီးကကျွန်တော်တို့ပေးထားတဲ့ဒီပန်နာနီလေးတွေဟာလူသားတွေရဲ့လောဘနဲ့ယာတူတူဖောက်ပြန်မှုတွေကြားထဲမှာတိတ်တဆိတ်ပဲအသက်ရှူကျန်နေရပါတယ်။ဒီချစ်စရာကောင်းတဲ့တတော်လေးတွေဒါမျိုးသုံးပြောက်ွယ်သွားရင်ကျွန်တော်တို့ဟာဒီတတော်လေးတွေကိုဆုံးရှုံးလိုက်ရရုံနဲ့မဟုတ်ပဲမြန်မာပြည်မြောက်ဖျားဝိညာဉ်တစ်ခုကိုပါထာဝရဆုံးရှုံးလိုက်ရတယ်လို့ဆိုနိုင်ပါတယ်။ဒီဗီဒီယိုကြည့်နေတဲ့လူတွေရဲ့စိတ်ထဲမှာငါဘာလုပ်ပေးနိုင်မှာလဲလို့မေးခွန်းထုတ်မိနိုင်ပါတယ်။အမှန်တော့ဒီရှပတတော်လေးတွေရဲ့အကြောင်းကိုသိရှိနားလည်သွားတာသူတို့တန်မိုးထားတတ်လာတာနဲ့သူတို့အကြောင်းကိုတစ်ဆင့်ပြန်လည်မျှဝေပေးတာဟာလည်းကာကွယ်ခြင်းအစာပြုမှုတစ်ခုပါပဲ။ပန်နာနီလေးတွေရဲ့အလားတရားဟာဓာတ်ပုံတွေထဲမှာပဲကြံရိပ်ခဲ့ရမယ်အတိတ်တစ်ခုမဖြစ်သွားဖို့လိုအပ်ပြီးကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေရေခဲပြင်တောင်တန်းတွေဒီလမ်းကြည့်တဲ့အခါဒီပန်နာနီလေးတွေလွတ်လပ်စွာပြေးလွှားနေတာကိုဆက်လက်မြင်တွေ့ခွင့်ရဖို့အရေးကြီးပါတယ်။မြန်မာပန်နာနီလေးတွေကိုဝိုင်းဝန်းထိတ်ထိတ်ဆောက်ရှောက်သွားကြဖို့ဒီဗီဒီယိုကနေတိုက်တွန်းလို့ဆိုချင်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။